ဒီတစ်ပတ်တော့အများပြည်သူဘူးတုဒ္ဒလုံးကကျွန်တော်ရက်ွက်ခေါ်ပိုင်းလဲကျွလွန်မှုအကြောင်းဒီနေ့အဖြစ်ဒီခြံကြော်နှင်းမှုအကြောင်းတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီပိုင်းလဲကျွလွန်မှုလို့ခေါ်တဲ့ရက်ွက်ထဲမှာသုံးတဲ့အသုံးလုံးပေါ့ဒီနေ့အဖြစ်ရာဇကြီးဥပဒေမှာတော့ရာဇဝတ်မကင်းသောကြော်နှင်းမှုလို့အဓိပ္ပာယ်ဖွင့်ဆိုပါတယ်အဲဒီဥပဒေပုံမှန်441မှာရာဇဝတ်မကင်းတဲ့ကြော်နှင်းမှုမြောက်စေတဲ့အင်္ဂါရပ်တွေကိုပြဋ္ဌာန်းထားပါတယ်။အဲဒီမှာအဓိကအားဖြင့်တော့အချက်၄ချက်ကိုပဲကျွန်တော်တွေ့ရှိရပါတယ်။အများပြည်သူနားလည်အောင်ပြောရမယ်ဆိုရင်တော့မည်သူမဆိုပြစ်မှုကိုကျူးလွန်ရန်နံပါတ်1ချက်ကမည်သူမဆိုပြစ်မှုကိုကျူးလွန်ရန်ဒါမှမဟုတ်နံပါတ်2ပစ္စည်းလက်ရှိဖြစ်တဲ့သူကိုခြောက်လှန့်ရန်နံပါတ်3အဲ့ဒီပစ္စည်းလက်ရှိဖြစ်တဲ့သူကိုစော်ကားရန်ဆိုဒီမဟုတ်နံပါတ်4ကပစ္စည်းလက်ရှိဖြစ်တဲ့သူကိုစိတ်ညှိုညင်စေရန်အကြံနဲ့အဲ့ဒီပစ္စည်းလက်ရှိဖြစ်တဲ့သူရဲ့ပစ္စည်းအတွင်းသို့ဖြစ်စေအပေါ်သို့ဖြစ်စေတရားသဖြင့်ဖြစ်စေမတရားသဖြင့်ဖြစ်စေဝင်ရောက်မယ်ဆိုရင်တော့ရာဇဝတ်မကင်းသောကြော်နှင်းမှုမြောက်တယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်အဲ့လိုရာဇဝတ်မကင်းတဲ့ကြော်နှင်းမှုမြောက်တယ်ဆိုရင်ဒါရာဇကြီးပုံမှန်440မှာအဲ့ဒီကျူးလွန်တဲ့သူကိုထောင်ဒဏ်3လဖြစ်စေငွေဒဏ်900ထိဖြစ်စေဒဏ်2လုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒါဟာရိုးရိုးရာဇဝတ်မကင်းတဲ့ကြော်နှင်းမှုပါအိမ်ကြော်နှင်းမှုနဲ့မဆိုင်ဘူးเนาะဥပစာအတွင်းကိုဝင်ရောက်တာတွေဒါအိမ်ကြော်နှင်းမှုနဲ့မဆိုင်ရိုးရိုးဒါပစ္စည်းအတွင်းသို့ဖြစ်စေအပေါ်သို့ဖြစ်စေဝင်ရောက်မယ်ဆိုရင်ဒါအများပြည်သူနားလည်အောင်ပြောမယ်ဆိုရင်တော့ဒါခြံတို့ဒါအဆောက်အဦမရှိဘူးလူနေထိုင်ခြင်းမရှိဘူးသူတို့အပိုင်တဲ့ခြံအတွင်းကိုဒါဝင်ရောက်တယ်ဆိုရင်လည်းဒါရာဇကြီးပုံမှန်449ရပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လမ်းညွှန်ခဲ့တဲ့စင်တုံးလေးနှစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုကျွဲပါနှစ်နဲ့ပြည်အောင်စုသမ္မတမန္တတော်1966ခုနှစ်မြန်မာနိုင်ငံစင်တုံးစာမျက်နှာ838မှာဘာပြောထားလဲဆိုတော့အဲ့ဒီလိုအမှုတွေကပိုင်းဆိုင်ခွင့်ကိုထည့်သွင်းပြီးတော့မစင်စားပါဘူးပိုင်းဆိုင်မှုစာရုပ်စာတမ်းတွေကိုလက်ဝယ်မှာရှိပေမဲ့အဲ့ဒီအချိန်မှာအဲ့ဒီခြံကွက်မြေကွက်တွင်းမှာတခြားသူနေထိုင်နေဆိုရင်တော့ဒါကိုယ့်ရဲ့သဘောဆန္ဒရဲ့အဲ့လိုသွားဖယ်ရှားလို့မရပါဘူးဥပဒေနဲ့အညီတရားဥပဒေမှာဖယ်ရှားပါတရားဥပဒေမှာပြီးတော့တောင်းဆိုပြီးတော့ဖယ်ရှားမှာဖြစ်ပါတယ်ဒါလေးကိုလည်းသိစေချင်ပါတယ်နောက်တစ်ခုကလည်းဦးမောင်မောင်နဲ့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်1989ခုနှစ်မြန်မာနိုင်ငံစင်တုံးစာမျက်နှာ119မှာလည်းဘာပြဋ္ဌာန်းထားလဲဆိုတော့အဲ့ဒီပြစ်မှုတွေကအဲ့ဒီအချိန်တုန်းကဘယ်သူကလက်ရှိလဲလက်ရှိဖြစ်တာကိုပဲထည့်သွင်းစဉ်းစားပါ A ကလက်ရှိဆိုရင်ဒါ A ဆွဲဆိုတဲ့အမှုကဒါအောင်မြင်မယ် B ကလက်ရှိဆိုရင် B ဆွဲဆိုတဲ့အမှုကအောင်မြင်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီလောက်ဆိုရင်ဒီရက်ွက်ထဲမှာရှိတဲ့ပိုင်းနယ်ကျွလွန်မှုအကြောင်းကိုဒါနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်